မျိုးသမီးဟာဖုန်းကိုပဲစိုက်ကြည့်ပြီးရှောက်လာရင်းနဲ့ရုတ်တရက်လူစိမ်းတစ်ယောက်ရဲ့ရင်ခွင်ထဲကိုဝင်တိုက်မိသွားပြီးသူ့ရဲ့အင်ဂျီပေါ်မှာအမှတ်အသားတစ်ခုစွန့်ထင်ကြံရစ်ခဲ့စေပါတယ်။သူမကချက်ချင်းပဲတောင်းပန်လိုက်ပေမဲ့အဲ့ဒီတထေးကတော့ဘာမှစိတ်ထဲမထားခဲ့ပါဘူး။ဒါတင်မကသေးပဲသူမဟာသူ့ကိုတမင်တက်တက်ရည်ရွယ်ချက်ရှိရှိနဲ့လာပတ်သက်တာလို့တောင်သူကထင်မှတ်သွားခဲ့ပါသေးတယ်။ဒါကိုကြားလိုက်ရတဲ့အခါအမျိုးသမီးကအတော်လေးဒေါသထွက်သွားခဲ့ပေမဲ့သူမမသိခဲ့တာကတော့သူတို့နှစ်ယောက်ရဲ့ရေစက်ဟာအခုမှစတင်ယုံတင်ရှတည်သေးတယ်ဆိုတာပါပဲ။အဲ့ဒီနေ့မှာပဲအမျိုးသမီးဟာသူမရဲ့တငယ်ချင်းစီကနေဓာတ်ပုံတစ်ပုံလက်ခံရရှိခဲ့ပါတယ်။သူမရဲ့ရည်စားဖြစ်သူဟာတခြားအမျိုးသမီးတစ်ယောက်နဲ့ယဉ်ကျေးကျွမ်းဝင်နေတာကိုမြင်လိုက်ရတဲ့အခါသူမဟာနေရာတင်ကြောင်ဝမ်းသွားခဲ့ရပါတယ်။နောက်တော့အမျိုးသမီးဟာစားတောက်ဆိုင်တစ်ဆိုင်ကိုတယောက်ထဲသွားပြီးအရက်တောက်နေခဲ့ပါတယ်။သူမဟာဆိုင်ကဂိမ်းဆက်မှာပေါ့ပေါ့ပါကစားကြည့်လိုက်ရကနေမထင်မှတ်ပဲဆိုင်ရဲ့အမြင့်ဆုံးစံချိန်ကိုချိုးဖျက်နိုင်ခဲ့ပါတယ်။အဲ့ဒီအခါစပွဲထိုးကစံချိန်ချိုးနိုင်တဲ့သူဟာဆိုင်ရှင်တထေးစီမှာတောင်းဆိုချက်တစ်ခုတောင်းဆိုနိုင်တယ်လို့သူမကိုပြောပြခဲ့ပါတယ်။စပွဲထိုးညွှန်ပြတဲ့ဘက်ကိုအမျိုးသမီးကြည့်လိုက်တဲ့အခါခန့်ညားချုံမောတဲ့အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူကတော့မနက်ပိုင်းကသူမဝင်တိုက်မိခဲ့တဲ့တထေးပဲဖြစ်ပါတယ်။အဲ့ဒီတထေးကလည်းသူမကိုအသေးချာမှတ်မိနေခဲ့ပေမဲ့အမျိုးသမီးကတော့ဘာတောင်းဆိုချက်မှတောင်းဆိုဖို့စိတ်အခြေအနေမရှိခဲ့ပါဘူး။ရင်ခွဲမတက်ခံစားနေရတဲ့သူမဟာတစ်ခွက်ပြီးတစ်ခွက်ဆက်တိုက်တာတောက်နေခဲ့ပေမဲ့သူမရဲ့မျက်ဝန်းတွေကတော့တချင်းဆိုနေတဲ့တထေးစီကိုသတိမထားမိပဲဆွဲလန်းစွာရောက်ရှိနေခဲ့ပါတယ်။သူ့ရဲ့အတန်ဟာမော်ဆန်လွန်းနေပြီးသူမဟာသူ့တချင်းတန်ကိုနားထောင်ရင်းအကျွမ်းမဲ့စီးမျောလို့သွားခဲ့ပါတယ်။မကြခင်မှာပဲစားတောက်ဆိုင်ပိတ်တော့မဲ့အချိန်ကိုရောက်လာခဲ့ပါတယ်။အမျိုးသမီးကတော့အိပ်ပျော်သွားခဲ့ပါပြီ။စပွဲထိုးကသူမကိုလာခေါ်ပေးဖို့တယောက်ယောက်စီဖုန်းဆက်ဖို့အတွက်သူမရဲ့ဖုန်းကိုယူဖို့ကြိုးစားခဲ့ပေမဲ့သူမကဖုန်းကိုလူယူပြီးရေခဲပုံးထဲကိုလွှတ်ပစ်လိုက်ပါတယ်။စပွဲထိုးခမဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲတထေးကရှောက်လာခဲ့ပါတယ်။သူကစကားပြောဖို့ပြင်လိုက်စင်မှာပဲအမျိုးသမီးကသူ့ကိုလှမ်းဆွဲလိုက်ပြီးသူ့အင်ဂျီပေါ်မှာနောက်ထပ်နှက်ခမ်းနီအမှတ်သားတစ်ခုထပ်ချန်ထားခြင်းသေးတယ်လို့ပြောလိုက်ပါတယ်။သူမရဲ့မူယူပြီးရှုပ်ထွေးနေတဲ့အခြေအနေကိုကြည့်ပြီးတထေးလည်းရွေးချယ်စရာမရှိပဲသူမကိုအိမ်ပြန်ပို့ဖို့ခေါ်လာခဲ့ရပါတော့တယ်။ဒါပေမဲ့မူးနေတဲ့အမျိုးသမီးဟာသူမရဲ့နေရလိပ်စာကိုပြောဖို့ညှင်းဆန်နေပြီးရီးစားဖြစ်သူရဲ့ဖောက်ပြန်မှုကိုသာငိုယိုပြီးပြောပြနေခဲ့ပါတယ်။တထေးကတော့ဒါတွေကိုလုံးဝစိတ်မဝင်စားပါဘူး။သူကဒီဒုက္ခကနေအမြန်ဆုံးရုန်းထွက်ချင်နေတာပဲဖြစ်ပါတယ်။တထေးတယောက်စိတ်ရှည်မှုကုံဆုံးခါနီးဖြစ်နေတဲ့အချိန်မှာပဲအမျိုးသမီးကရုတ်တရက်သူ့ရဲ့အင်ဂျီကော်လန်ကိုဆွဲလိုက်ပါတယ်။သူမဘာမှမပြောနိုင်ခင်မှာပဲသတိလစ်သွားပြီးနောက်တစ်စက္ကန့်မှာတော့သူ့ရဲ့ရင်ခွင်ထဲကိုလဲကျသွားခဲ့ပါတော့တယ်။နောက်တနေ့မနက်မှာတော့အမျိုးသမီးဟာဟိုတယ်တစ်ခုထဲမှာနိုးလာခဲ့ပါတယ်။သူမဟာအဲ့ဒီလူစိမ်းနဲ့သူမကြားမှာတစ်ခုခုဖြစ်သွားခဲ့ပြီလို့မှားယွင်းတွေးတောမိပြီးသူမရဲ့ပစ္စည်းတွေကိုအလောတကြီးသိမ်းဆည်းကထွက်ပြေးခဲ့ပါတယ်။တစ်ဖက်မှာလည်းအမျိုးသမီးအလုပ်လုပ်တဲ့ကုမ္ပဏီအတွင်းမှာတော့အခြေအနေတွေကတင်းမာပြီးစိတ်လှုပ်ရှားစရာဖြစ်နေပါတယ်။တထေးအစ်စ်ဟာဌာနအားလုံးကိုပထမဆုံးအကြိမ်အဖြစ်လှည့်လည်စစ်ဆေးနေတာဖြစ်ပါတယ်။သူမရဲ့စပွဲခုံကိုဖျက်သွားတဲ့အခါတထေးဟာစပွဲပေါ်ကတပ်ပုံကိုကြည့်ပြီးအနှဲငယ်တုံဆိုင်တော့အားခဲ့ပါတယ်။သူဟာကံကြမ္မာရဲ့အလှည့်အပြောင်းကဒီလောက်တောင်စမ်းကြယ်လိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။အမျိုးသမီးကတော့အစည်းအဝေးကိုနောက်ကျပြီးအပြေးလွှားဝင်လာခဲ့ရပြီးမော့အကြည့်မှာတော့တထေးအစ်စ်ကိုမြင်လိုက်ရပါတော့တယ်။သူကတော့မင်းညကအမျိုးသားပဲဖြစ်ပါတယ်။အမျိုးသမီးဟာစိတ်ကိုတည်ငြိမ်အောင်ထိန်းထားရပြီးသူ့ကိုတခါမှမစုံဘူးတလို့မျိုးဟန်ဆောင်နေခဲ့ရပေမဲ့တထေးကတော့ဒါကိုသဘောကျနေပြီးအစည်းအဝေးတစ်လျှောက်လုံးသူမကိုပဲစိုက်ကြည့်နေခဲ့ပါတယ်။အမျိုးသမီးခမစူးပေါ်ထိုင်နေရတယ်လို့မျိုးစိုးရိမ်ပူပန်နေခဲ့ရပါတယ်။အလုတ်ဆင်းပြီးတဲ့နောက်မှာတော့အမျိုးသမီးဟာသူ့ထေးနဲ့နောက်ဆုံးတော့ဝေးနေနိုင်ပြီလို့တွေးခဲ့ပေမဲ့သူမရဲ့ပါဆယ်ပစ္စည်းသွားယူတဲ့အခါမှာတော့သူမရဲ့အိမ်နီးနားချင်းအစ်စ်ဟာတခြားသူမဟုတ်ပဲအဲ့ဒီတထေးဖြစ်နေတာကိုထပ်မံသိရှိသွားရပါတော့တယ်။